မင်္ဂလာပါကျွန်တော်တို့ဒီနေ့ scatter လေးတစ်ခုနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ကျွန်တော်ဒီ scatter ကကျွန်တော်တို့လောလောဆယ်ကကျွန်တော်တို့ဒီ desktop ပေါ်မှာ run ထားတယ်ပေါ့နော်desktop နဲ့ run ပြီးတော့ကျွန်တော်တို့ PNC နဲ့ link လုပ်ထားတယ်link လုပ်ပြီးတော့ကျွန်တော်တို့ဒီmonitor နေပြီးတော့တိုက်ရိုက်ကြည့်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီmobile phone နေကြည့်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီ tablet ပေါ့နော် tablet မှုနဲ့လည်းကြည့်လို့ရတယ်ဒီ mobile phone နဲ့လည်းကြည့်လို့ရတယ်ဒီ mobile phone မှာဆိုရင်တော့ကျွန်တော်တို့SIM internet ပါ access ရတယ်ပေါ့နော်ဒီ SIM internet ပါကျွန်တော်တို့ access ရတယ်ပေါ့နော်ဒါကိုဒီကနေပြီးတော့လည်းကျွန်တော်တို့စိတ်ကြိုက် control လုပ်လို့ရတယ်ဒီကျွန်တော်တို့ဒီ phone ကနေပြီးတော့ control လုပ်တဲ့အခါမှာဒီတခြား screen မှာပေါ့နော် action တော့မရှိဘူးပေါ့ကျွန်တော်တို့ဒီ user တယောက်ကကြည့်နေရဆိုရင်အဲ့ user ကြည့်နေတဲ့page မှာပဲသူအလုပ်လုပ်နေမယ်ပေါ့နော်ဒီတခြား screen တခြားလူသုံးနေတဲ့ screen မှာတော့ပြီးတော့ action မရှိဘူးပေါ့နော်အဲ့ဒီဟာတွေကတော့အားသာချက်တွေပေါ့ကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီမှာဆိုရင် auto move ဒီကနေပြီးတော့လှမ်းပြီးတော့ control လုပ်ပြီးတော့ auto move လုပ်လိုက်တာ ਨੇ ဒီမှာaction ရှိတယ်ပေါ့နော်ကျွန်တော်တို့အခု program တော့ demonstration အနေနဲ့ကျွန်တော်တခုပဲရေးထားတယ်ဆိုတော့ဒါကိုကျွန်တော်က mobile phone ကနေပြီးတော့စိတ်ကြိုက်ကြည့်လို့ရမယ် control လုပ်လို့ရမယ်ပေါ့နော်ထိန်းချုပ်လို့ရမယ်ပေါ့ဒါကမှကျွန်တော် auto move ကိုဒီကနေလမ်းဖြောက်ရင်လည်းဖြောက်လို့ရတယ်ပေါ့နော်ဒီပုံစံမျိုးပေါ့ဒါကိုဒီ screen မှာတွားပြီးတော့ကျွန်တော်ဒီမှာတွားပြီးတော့ကျွန်တော် on off လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီလိုမျိုးလှမ်းပြီးတော့ကျွန်တော်တို့on off ဒီကနေဖုန်းကနေပြီးတော့လှမ်းပြီးတော့ control လုပ်ချင်လည်းလုပ်လို့ရတယ်ဒါ auto move ပြောရင်auto move အနေနဲ့သူ action အလုပ်လုပ်မှာပေါ့နော်ဒါက mobile phone ကနေပြီးတော့ကျွန်တော်control လုပ်ပြပေးတာပေါ့နော်ဒါကနဲ့မှာ action ကလုံးဝမရှိဘူးပေါ့နော်ဒီတခြားဟိုမှာဒီ real time အနေနဲ့ဆိုရင်လည်းကျွန်တော်ဒီမှာကျွန်တော်တို့ PNC နဲ့ကျွန်တော်ရဲ့ဒီဖုန်းနဲ့မှာဆိုရင်လည်းဒီမှာလုံးဝကိုreal time ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် SIM internet အနေနဲ့သုံးထားတာပေါ့နော်သူ့ရဲ့လောလောပုံကတော့ကျွန်တော်တို့ဒီ desktop ကိုကျွန်တော်ကwifi နဲ့ချိန်ထားတယ်ပြီးရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီ desktop ပေါ်မှာပဲကျွန်တော်က VPN server တစ်ခုrun ထားတယ်ပေါ့နော် VPN server တစ်ခု run ထားတယ်ဒါကမှကျွန်တော်ဒီကနေပြီးတော့ phone မှာလည်းကျွန်တော်တို့ VPN server တစ်ခုclient တစ်ခုအနေနဲ့ဖန်တီးလိုက်ပြီးတော့ကျွန်တော်battery ရဲ့ဒီ network access ရသွားတဲ့အနေအထားမှာကျွန်တော်တို့ကလုပ်လို့ရပြီဆိုတော့ကျွန်တော်တို့ server ဘိုးတွေပါလေကုန်စရာမလိုတော့ဘူးနောက်ထပ်အားသာချက်တစ်ခုကsecurity ဘိုင်းလည်း VPN secure အနေနဲ့သုံးထားတာဖြစ်တဲ့အတွက်ကြောင့်